Sei que pensará, le con sos skirin, 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 skirin. Dawa balik-balik mga kanitang video.အရှင်ဖျားပြောပြပါအောင်ဆိုပြီးဒီလိုဗီဒီယိုဖိုင်တွေခဏခဏလာပို့ကြတယ်အခုလည်းပဲဒီဗီဒီယိုဖိုင်ကိုလာပို့ထားတာပါနော်ဦးစင်းဘလောက်ပဲပြောရမှာမဟုတ်ဘူးသူတို့ကိုအုပ်ချုပ်တဲ့သူတို့ရဲ့အကြီးအကဲကပြောမှရမှာနော်သို့တော်လည်းပဲပြောပြပါအောင်ဆိုလို့ပြောပြလိုက်ပါမယ်တစ်တော့မှာတချင်းဆိုကခုံနေတဲ့ကိုတော်တချို့ကိုတပည့်တော်ပြောချင်တာကအရှင်ဖျားတို့တချင်းဆိုကခုံတဲ့အလုပ်တွေကိုလုပ်ချင်တယ်ဆိုရင်လူထွက်လိုက်ပါအဲ့ဒီတချင်းဆိုကခုံတဲ့အလုပ်တွေကလူဝက်နဲ့လည်းလုပ်လို့ရပါတယ်နော်လူမထွက်ဖဲနဲ့ဆိုရှယ်မီဒီယာပေါ်မှာသင်ကန်းဝက်နဲ့တချင်းဆိုကခုံတာတွေလုပ်မယ်ဆိုရင်အသိဉာဏ်ရင့်တန်တဲ့ဒကာဒကာမတွေကလုပ်ရင်လုပ်တဲ့သူကိုပဲအပြစ်မြင်ပေမဲ့အသိဉာဏ်နုနယ်တဲ့ဒကာဒကာမတွေကြတော့လုပ်ရင်လုပ်တဲ့သူကိုပဲအပြစ်မမြင်ဘူးအဲ့ဒီလုပ်တဲ့သူကိုအကြောင်းပြုပြီးဘုန်းကြီးတွေအားလုံးအတူတူပါပဲဆိုပြီးတော့ဘုန်းကြီးအားလုံးကိုအပြစ်မြင်သွားတာနော်ကိုယ့်ကိုအကြောင်းပြုပြီးတ
ခြားတန်ဃာတွေမထိခိုက်ပါစေနဲ့ဒါကြောင့်တချင်းဆိုကခုံတဲ့အလုပ်တွေကိုလုပ်ချင်တယ်ဆိုရင်လူကိုလဲလိုက်ပါလူဝတ်နဲ့လုပ်တာကအကောင်းဆုံးပဲဖြစ်ပါတယ်နော်နောက်ပြီးဦးစင်းရဲ့တက္ကရာမတချို့ကိုပြောချင်တာကအဲ့ဒီလို online ပေါ်မှာတချင်းဆိုကခုံနေတဲ့ကိုတော်တွေကိုတွေ့ပြီဆိုရင်တည်တည်ချာချာကြည့်လိုက်ပါကြည့်လိုက်လို့ကိုနေတဲ့အရက်ဒေသကဖြစ်နေတဲ့ကိုတော်ဆိုရင်သူနေတဲ့ကျောင်းကိုတွားပြီးတိုင်လိုက်ပါအဲ့ဒီလိုတိုင်လိုက်တာကပိုပြီးထိရောက်ပါတယ်ဦးစင်းအခုလိုပြောတာကသိပ်ပြီးမထိရောက်ပါဘူးเนาะအဲ့ဒီနည်းနဲ့သာသနာကိုကာကွယ်ဆောင်ရှောက်ကြပါ